လို့ခောက်ဆိုရခောက်ရကြောဘလို့ပုံစံကြောတာဆိုသူခောက်ဆိုတာဂျုံကိုဟောတမီးခေါမတတ်တယ်လားသူတို့ခေါ်တယ်သူတို့စားကြတယ်ပြောတတ်တယ်လားလို့စားလိုက်ချိုး